ကဲပါဦးမင်္ဂလာပါကြောက်ပြီဗျမင်းဒီမှာဘာလုပ်နေရလဲသမီးဇွန်ဘီစီကပြေးလာခဲ့တာပါအဖေဘေးဖဲဟာနေကြမပြေဘူးလားကြည့်ပါအောင်သူတို့နေရာနဲ့မှာပဲအဖေခုဘာဆိုင်လုပ်ကြမလဲနေပါအောင်ငါ့မှာအကြံတစ်ခုရှိတယ်ဟာငါသားဒီကလေးနေတော့ကွာငါနဲ့ဟဲ့အောင်ကြောဖဲနေအဖေပြတော့မှာဒါမှငါဖေကွာsorry ပါကွာလောနေပဲတစားမောင်ကြီးပြိုးလာခဲ့တယ်ဗျဒီလိုဆိုတော့ဇွန်ဘီငါတို့မမှတ်မိလောက်တော့ပါဘူးကွာဟဲငါကောင်ဇွန်ဘီမင်းမီအောင်လို့အေးစစ်စစ်လေးသွားတော့မတိတာစီနေသေးလားဒီဇွန်ဘီကဒီမိုးဝါနေထွက်လာကြတာပဲကွာ George ဒီနားလာခဲ့ငါကောင်တတိရှိပါတယ်ကွာနော်ငါတို့ရောက်လာဘလို့နေရာကြီးလဲကွာငါတို့ပြန်သေးတယ်မှာပြန် spawn လို့ respawn point ဆက်တာငါကောင်အေးဟုတ်ပြီကွာလာစမ်းမငါကောင်ရမေးဘာကြီးကြောက်နေလဲဟဲ့ခေါ်လိုက်ငါဖမ်းပေးမယ်ဘဝတင်ကစားနံပါတ်1ဘသူ့မှလွယ်လေးမယုံလိုက်ပြီရှင်ဟာဟာဟာအေးကောင်းတယ်ကွာဟဲ့ဒီခန်းကိုငါရင်ဝင်မယ်လို့မပြောဘူးကွာမင်းဝင်လိုက်အရဲမောင်နေပါလားငါတို့မျက်နှာဖုံးနေချိုးရအောင်ငါတို့ရှိမှတစ်ခုခုရှိနေတယ်နော်ဘာကြီးလဲဘာကြီးပါလဲဟုတ်တော့ဟိအောင်ချိန်နေမကောင်းပြီးတော့ယောင်ရေးလောက်ပါဟာထူယောင်ရေးမင်းတော်လို့ပေါ့ငါညီယာ Like and subscribe pleaseဂျိုးငါကောင်က PVP ကိုကျွမ်းကျင်ဆော်တဲ့သူပြောလားဟာဟဲ့ဘယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ PVP community server ကြီးမှာလာ join ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဗျာကျွန်တော်တို့ရဲ့ community ကြီးမှာတော့ကျွန်တော်နဲ့ man အစီအစဉ်ပါဝင်ချားတော့40 YouTuber ပေါက်စားလေးအများကြီးပါဝင်လာဖြစ်တဲ့အတွက်အခုလို free ဝင်လို့ရတဲ့အချိန်မှာဝင်ထားဖို့အတွက်အကြံပေးချင်ပါတယ်ဗျာအရင်ဆုံး server လေးကို join ဖို့အတွက်လိုအပ်တဲ့အချက်တွေကတော့ Kilo.7 million channel လေးကို subscribe လုပ်ထားအောင်ဖြစ်ပါတယ်အဲ့ဒီ channel လေးမှာလည်းညာတိုင်း live stream လုပ်ပြပါဖြစ်တဲ့အတွက် brother တို့ရိုးရမှာမဟုတ်ပါဘူးဆိုတော့ brother တို့ server မှာပြင်ပြပါမယ် server ကိုတော့အခုပြထားတဲ့ bio ကနေတစ်ဆင့်ဝင်လို့ရပါတယ်ဒီကုန်းချုပ်အနေနဲ့ကျွန်တော်အထူးဧည့်သည်တယောက်ကိုဖိတ်ခေါ်ထားပါတယ်ကျွန်တော်ဒီနေရာမှာပိတ်မိနေတာ9ရက်လောက်ရှိပါပြီကျွန်တော်ဘလို့ရောက်လာမှန်းလည်းမသိပါဘူးဒါပေမဲ့ကျွန်တော်မှာလုံးစရာတစ်ခုတော့ရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ထောင်ထားတဲ့ Discord server အကြောင်းရှင်းပြမလို့ပါ
ကျေစောက်ရမရှိတော့စာဝါကြောင်းအမြန်ရှင်းပြမယ်ချေက Mr. K ပြောထားတဲ့အတိုင်းပဲ PVP community ဆိုတဲ့အတိုင်းပဲ PVP စော့နေတဲ့ညီကိုတွေအားလုံးကိုခေါ်မှာပါကျွန်တော်အိတ်စာပါရဲ့ main ကိုအရင်ဖြည့်ရှင်းပြမယ်ဗျာမာနိုင်ငံမှာဆို Minecraft PVP သမားတွေတော်တော်ရှားရဗျာအဲ့တော့ကျွန်တော်နဲ့ KE က Minecraft PVP သမားတွေကိုလိုက်ရှာပြီးတော့ကျွန်တော်လူစုပြီးတော့ PVP community ကိုကြီးထွားအောင်လုပ်မှာပါအဲ့ဒါကတော့ကျွန်တော်ဒီစာပါရဲ့ကိုပါနောက်တစ်ခုကတော့အိတ်စာပါမှာလာမဲ့ event တွေပါ event ကတော့ရိုးရိုးရှင်းရှင်းပဲ PVP သမားတွေကိုစုပြီးတော့ကျွန်တော်တို့ကပွဲလုပ်ပေးမှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ target ထားတာ mobile သမားတွေပါဒီ keyboard and mouse တို့ controller တို့မပါပါဘူးနောက်ဆုံးတစ်ခုကတော့ PVP video တွေကို YouTube မှာတင်နေတဲ့ညီကိုတွေကိုကူညီပေးမှာပါ alright ကျွန်တော် Mr. K ရဲ့ video ကိုဒီလောက်နဲ့ပဲညီကုန်းချုပ်လိုက်ပါတော့မယ်